ဈေးအထိတ်တလန့်နဲ့ကားပေါ်ကနေဆန်းပြေးခဲ့တယ်။သူရောက်သွားတဲ့နေရာကမြူတွေဖုံးလွှမ်းနေပြီးစက်ရုံဟောင်းတွေအဆောက်အုံဟောင်းတွေပဲရှိတဲ့လူသူကင်းမဲ့နေတဲ့မြို့ပြက်ကြီးတစ်ခုပါ။သူဗီဒီယိုထဲမှာတွေ့ခဲ့တဲ့ပုံရိပ်တွေအတိုင်းလမ်းလျှောက်ရှာဖွေရင်းတောအုပ်အစွန်ကအကျဉ်းထောင်ဟောင်းကြီးတစ်ခုစီကိုရောက်သွားတယ်။အဲ့ဒီမှာအကျဉ်းထောင်ဟောင်းကိုစောင့်ရှောက်နေတဲ့တက်ကြီးရွယ်ကိုမှတ်တမ်းထိန်းသိမ်းသူတယောက်နဲ့တွေ့တယ်။အဖိုးကြီးကဈေးရင်မျက်နှာကိုမြင်တာနဲ့မျက်လုံးပြူးသွားပြီးမင်းကအမှတ်404မင်းတီးသွားတာကြာပြီလေလို့နောက်ဆုတ်ရင်းပြောတယ်။ဈေးကသူဟာအမှတ်404မဟုတ်ကြောင်းသူ့ခန္ဓာကိုယ်ကိုအသိမ်းခံလိုက်ရကြောင်းရှင်းပြတယ်။အဖိုးကြီးကတပ်ပြင်းချပြီးအမှတ်404ဆိုတာလွန်ခဲ့တဲ့နှစ်90ကကြိုးပေးခံခဲ့ရတဲ့နတ်ဆိုးပညာတတ်တဲ့လူသက်သမားပဲ။သူကလူတွေရဲ့အရေးကနေတဆင့်ဝိညာဉ်ကိုကူးပြောင်းနိုင်တဲ့အတတ်ကိုတတ်တယ်။သူအခုမင်းရဲ့အရေးကိုယူပြီးလူပြောင်းဝင်စားသွားတာပဲလို့ရှင်းပြတယ်။အဲ့ဒီအချိန်မှာအဖိုးကြီးရဲ့မျက်နှာကရုတ်တရက်မဲ့ပြုံးကြီးပြုံးသွားပြီးသူကငါ့ကိုဂတိပေးထားတယ်။မင်းကိုဒီမှာချုပ်ထားပြီးရင်ငါ့ကိုငေးရွယ်နှုတ်ပြုံမှုပြန်ပေးမယ်လေလို့ပြောရင်ဈေးကိုမီးအောင်ခန်းနဲ့တွန်းချပြီးတခါကိုတော့ခတ်လိုက်ပါတော့တယ်။ မြေအောက်ခန်းကမှောင်မိုက်ပြီးအေးဆက်နေတယ်။ဈေးဟာထွတ်ပေါက်ရှာဖို့ကြိုးစားရင်အခန်းတောင်းကမှတ်တမ်းဟောင်းတွေထည့်ထားတဲ့တိတ်ကတစ်လုံးကိုတွေ့လိုက်တယ်။အဲ့ဒီအထဲမှာအမှတ်404ရဲ့ကိုပိုင်မှတ်တမ်းစာအုပ်ကိုတွေ့တယ်။စာအုပ်ထဲမှာရေးထားတာကဝိညာဉ်ကူးပြောင်းခြင်းကိုပြန်ဖြတ်သိမ်းခြင်းရဲ့ငါရဲ့အရေးကိုလက်ခံထားတဲ့အရာဝတ္ထုအန်ကာကိုမီးရှို့ဖျက်ဆီးရမယ်။အဲ့ဒီအရာဝတ္ထုဟာသူအိမ်မှာတွေ့ခဲ့တဲ့အစင်းကြားအကျဉ်းသားအင်ကြီးဖြစ်တယ်ဆိုတာဈေးတိလိုက်တယ်။သူမြို့ကိုပြန်မရတော့ဘူး။ထူးဆန်းတာကမြေအောက်ခန်းရဲ့လုံခြုံရေးစနစ်တွေဟာအရေးကိုအာယုံခံတဲ့စနစ်တွေဖြစ်နေတယ်။ဈေးမှာအရေးမရှိတော့တဲ့အတွက်လေစာတန်းတွေနဲ့အာယုံခံဆက်တွေကိုအလွဲတကူဖြတ်တန်းပြီးအပြင်ကိုရောက်လာခဲ့တယ်။သူထွက်ပြေးဖို့ဖြစ်နေတော့အဖိုးကြီးကဓာတ်တစ်ချောင်းနဲ့ပြေးဝင်လာတယ်။ဒါပေမဲ့အဖိုးကြီးရဲ့အရေးကရုတ်တရက်အတောက်ဝင်လာတယ်။အဖိုးကြီးရဲ့လေပင်ကိုပြန်ညှက်တက်သွားတာကိုစီထိတ်လန့်ပေါ်ရောက်နေလိုက်ရတယ်။စီမျိုးကိုအမြန်ပြန်ဖို့အဝေးပြေးကားတစ်စီးကိုတားပြီးစီလိုက်ပါတယ်။မျိုးကိုပြန်ရောက်တဲ့အချိန်မှာမိုးလင်းစားပြုတ်နေပြီ။စီတို့တိုက်ခန်းစီကိုနောက်ဖေးပေါက်ကနေခိုးဝင်ခဲ့တယ်။တိုက်ခန်းတစ်ခုလုံးကတိတ်ဆိတ်နေတယ်။သူအင်ဂျီကိုရှာဖို့ကြိုးစားပေမဲ့ဘယ်နေရာမှမရှိဘူး။ကွန်ပျူတာစခရင်ကလဲနေပြီးအဲ့ဒီမှာ live လွှင့်ဖို့ပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ်။အရင်မဲ့သူများရဲ့ညဆိုတဲ့ခေါင်းစဉ်နဲ့ live လွှင့်ဖို့အချိန်9မိနစ်ပဲလိုပါတော့တယ်။စီချက်ချင်းသဘောပေါက်လိုက်တယ်။အမှတ်404ဟာဇီးရဲ့ channel ကနေတဆင့်ကြည့်ရှုသူထောင်ပေါင်းများစွာရဲ့အရေးတွေကိုတပြိုင်နက်တည်းခိုးယူပြီးသူ့ရဲ့နတ်ဆိုးတပ်ဖွဲ့တစ်ခုတီဆောက်ဖို့ကြိုးစားနေတာပါ။မင်းရောက်လာတာမြန်သားပဲ။အနောက်ဘက်ကထွက်ပေါ်လာတဲ့အတန်ကြောင့်ဇီးလှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ရုပ်သွင်းကိုယူထားတဲ့အမှတ်404ကလက်ထဲမှာအစင်းကြားအင်ဂျီကိုကင်ထားရင်းမေ့ပြုံးပြီးရက်နေပါတယ်